ဈေးကြီးလဲတန်တဲ့ထင်အောင်ဘယ်လိုရောင်းမလဲလက်ဖက်ရည်ဆိုင်သွားထိုင်နေရက်ကွက်ထရလက်ဖက်ရည်ဆိုင်တွေလိုမဟုတ်ပဲဆိုင်အပြင်စရာတက်တန့်ရှင်းရှင်းရှိတယ်ဝန်ထမ်းတွေကလည်းတက်တက်ရရဲ့ uniform လေးတွေဝတ်ထားတယ် service လည်းကောင်းကောင်းပေးမယ်ဆိုရင်ဈေးကြီးလဲတန်တယ်လို့ထင်ကြတယ်ဒါကို physical evidence လို့ခေါ်တယ်See and feel ကိုယ်လုပ်ငန်းနဲ့ပတ်သက်လို့ customer တွေမြင်သမျှခံစားရသမျှသည် physical evidence ပဲစေကန်းတော့ပြတယ်စေကန်းအသေးတစ်ချက်ချက်နဲ့မျက်နှာချက်မှာလည်းပင့်ကူမြင်နေနဲ့ဆရာဝန်ကလည်းစွတ်ကျဲဘောင်းမီတိုဝတ်ထားတယ်ဒါဆို physical evidence မကောင်းလို့ပြောလို့ရတယ်အဲ့ဒီအစားစေကန်းအပြင်စင်ရတက်တန်ချင်တက်တက်ရရဲ့နဲ့ဆရာဝန်ကလည်း smart ကြဝတ်ထားမယ်ဆိုရင်ပတ်စံပို့ပေးကျင်ကြတယ်ကိုရီးယားစားတောက်ဆိုင်သွားတယ်ကိုရီးယားဆန်ဆန် decoration တွေနဲ့ K-pop သင်းတွေဖွင့်ထားတယ်ဒါ physical evidence ပဲအပြင်မှာဆိုင်မဖွင့်ထားဘူး online only ပဲကြော်ညာတယ်ဆိုရင်ရော physical evidence ဘယ်လိုပြမလဲဂျပန်သင်တန်းကျောင်းဖွင့်ထားတယ်ကြော်ညာတဲ့ graphic design ပုံမှာ physical evidence ဘယ်လိုထည့်မလဲဂျပန်အလံ Fuji တောင် Sakura ပန်းလေးထည့်ခြင်းအပြင်ဂျပန်အငွေ့တက်ရစေတယ်ဂျပန်နဲ့ဆိုင်တာတည်တာနေတဲ့အတွက်ဂျပန်စာလေးလာနေတဲ့သူတွေဆိုရင်တော်ရုံမကြော်သွားတော့ဘူးဒါဆို product ပစ္စည်းတွေကိုရော physical evidence ဘယ်လိုပြမလဲစဉ်းစားမိတဲ့ idea ရှိတယ်ဆိုရင် comment မှာရေးခဲ့ပေးပါနော်